အားလုံးပဲမင်္ဂလာပါအခုကျွန်တော် Lotte ကိုသွားနေပေါ့နော်ဘာသွားလို့တာလဲဆိုတော့ဒီနေ့ Lotte မှာ Gadget Match ရဲ့ Future Legendary Journey Event ပွဲရှိရပေါ့နော်ဆိုတော့ဒီပွဲမှာ Gadget Match ဆိုတဲ့ထုံးစံတိုင်းမှာကျွန်တော် Gadget တွေအများကြီးကတော့ပြသထားမှာပေးချရပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးအမိုက်စား Gadget တွေကိုပြသထားမလဲနောက်ပြီးတော့ဒီပွဲမှာတခြားဘယ်လိုမျိုးစိတ်ဝင်စားပွဲအစီအစဉ်တွေအများကြီးပါမလဲဆိုတော့ကျွန်တော်နဲ့တူတူဆက်ပြီးတော့ကြည့်ပေးပါအောင်ဒီမှာ experience 6ခုပေါ့နော်ဒီ experience 6ခုကိုကျွန်တော်တို့တစ်ခုချင်းစီသွားပြီးတော့လေ့လာပြီးရင်တော့ကျွန်တော် toolkit တွေယူလို့ရတယ်ဆိုတော့ကျွန်တော်ဖလာအရင်ကြိတ်လိုက်အောင်ဆိုတော့ဒါကတော့ကျွန်တော်တို့140 watt ပေါ့နော်ဆိုတော့140 watt မှာသူက type C 3ပေါက်ပါတယ်ဟာ type B တစ်ပေါက်ပါဆိုတော့4ပေါက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ laptop နဲ့ပဲအားသွင်းဆိုရင်ဖုန်း tablet အစုံဒီဟာတစ်ကောင်းလေးနဲ့ပြီးရပေါ့နော်ဆိုင်ကနည်းနည်းလေးကြီးတယ်ဆိုပေမဲ့ပေါက်၄ပေါက်တော့ပါတယ်ဆိုတော့ကျွန်တော် travel charger အနေနဲ့သုံးမယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်ပြီးတော့သူလည်းပဲ display ပါတယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုမျိုး temperature ဘာညာအကုန်လုံးပါကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးလည်းတော်မိုက်ပါတယ်ဆိုတော့ဒါလေးပြမြောက်ပြီးပေါ့ဆိုတော့ဒီမှာကကျွန်တော်ဗီဒီယိုလေးလုပ်ပေးပြီးတယ်ဒီကောင်းလေးပေါ့နော်ဒီ Autobus earbud တွေဒါခုနောက်ပိုင်း open night earbud တွေစားလာတဲ့အခါကျတော့ဒါလေးရတယ်တော်မိုက်တဲ့တင်ပါပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်အတန် quality နားထောင်ကောင်းနားထောင်ခြင်းနဲ့ ANC ဘာညာဆိုရင်လည်းဆိုရင်ဒီGadget Match ဒီနေ့ချက်လေးလည်းရှိပေါ့နော်ဒါကကျွန်တော် power bank ပေါ့ power bank မှာ7-in-1 massive power bank တော့ wireless လည်းရတယ်အဲ့အောင်မှာဆိုဒီမှာ cooling မှာပါသေးရပေါ့နော်ကျွန်တော် game မှာဖုန်းအားသွင်း power bank နဲ့အားသွင်းပြီး game ဆော့လို့မရဘူးဆိုတဲ့ဟာပေါ့ညာလေးတွေကအကောင်းဆုံးဖြည့်ရှင်းပေးလိုက်တယ်ဖြစ်နေပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒီစထိုးထားမြောက်တော့တာပေါ့နော်ဒီကောင်တာမှာတော့သူအဓိက power bank တွေထားတာတယ် power bank တွေရောင်းလာတယ်တွေ့ရတယ်ခုနကကျွန်တော်ပြောတဲ့ဒီ power bank ပေါ့နော်။ကောင်လေးဒါခုနကကျွန်တော်ဘူးပဲပြလိုက်ရတယ်။ကောင်လေးဆို transparent design နဲ့ဒီမှာ cooling fan ပါညာနဲ့ပေါ့နော်။တော်မိုက်တယ် massive ပဲရမယ်။ကောင်လေးတော်မိုက်တယ်ပြန်။ဒါတော့တော့ကောင်းတာပေါ့နော်။ဒီမှာကတော့ငကြက်တွေတော်တော်များများပြတာပဲ။ဒါလေးကိုဗီဒီယိုလေးအောင်လုပ်ပေးခဲ့ငကြက်တွေပေါ့နော် open night earbud တွေတော်မိုက်တဲ့ငကြက်လေးတွေ။ဒါကြီးပဲဒါဆို gamer တွေအတွက်ဆိုရင်နှစ်မျိုးပေါ့နော်။ GM25 29တွေရှိမယ်။ဒီကောင်တာကတော့သူပစ္စည်းအများကြီးပြထားရပါတော့ကျွန်တော် massive ပြီးတော့ TWS power bank charger socket အစုံပဲပေါ့နော်ဆိုတော့ကောင်တာ6ခုလုံးပြည့်သွားပြီဆိုတော့ကျွန်တော်အခုနာ experience ခုနပြောထားတာပေါ့နော် sticker လေး6ခုရမယ်အဲ sticker လေးကနေပြီးကျွန်တော်တို့ဒီမှာ toolkit တွေတွားယူလို့ရပါမယ်ဒီမှာ toolkit တွေထုတ်လို့ရပါမယ်toolkit တွေရပြီပေါ့နော်တော့ကြီးများနေပြီပေါ့ဒီဆက်ရောက်ချင်းကြီးပေးပါတော့အဲ့ဒီတော့ကြီးများနေပြီပေါ့ဒီနေ့တွေ့ဆုံမှာ Gadget Match နဲ့ဆိုင်ရှင်တဦးချင်းစီကြားရေရှည်လက်တွဲမဲ့ကြီးစဉ်ရဲ့အစာကောင်းတစ်ခုလို့ကျွန်တော်ပြောနေပါတယ်ကဲကိုရတော့ပြီးသွားခဲ့ပြီပေါ့နော်အစီအစဉ်တွေလည်းအများကြီးပဲပြောဖို့လည်းတော်တော်လေးကောင်းပါတယ် Gadget Match ရဲ့ DLR တွေရောအားကြရပေါ့နော်လုံးဝမိုက်စားပြန်ပြီးတော့အကုန်ပြုတ်ပေးတာကိုလည်းတွေ့ရပါတယ် Congratulations Gadget Match ပါဒီနေ့ပွဲကိုဖေးပြရတော့လည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ခဲ့တဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ